အခုလိုမိုးရေထဲမှာကလေးလေးတွေအတွက်မဖြစ်မနေဆောင်ထားမယ်ပစ္စည်းတစ်ခုတည်းပြပါဆိုရင်ဒီလိုမျိုးမွေးကင်းစားထိုင်ပါလေးလည်းပါပါတယ်ရှင်ဘာလို့လဲဆိုတော့ဘေဘီလေးတွေကမိုးရေဖြစ်တဲ့အတွက်ညဘက်အိတ်တဲ့အချိန်မှာရှူးတွေခဏခဏပေါက်ပါတယ်အဲ့တော့မိမိတွေကအနည်းကိုခဏခဏလဲရတော့အဆင်မပြေပါဘူးnewborn ထိုင်ပါလေးတစ်ထုပ်ကိုဆောင်းထားခြင်းအပြင်မိမိတွေအတွက်လည်းအလုံးရှုပ်တာတစ်တာစီမှာဖြစ်ပြီးဘေဘီလေးတွေဆိုရင်လည်းပဲညဘက်အိတ်တဲ့ချိန်မှာတစ်တောက်တစ်တာနဲ့နင်းနင်းချစ်ချမ်းအိပ်ပျော်စီမှာဖြစ်ပါတယ်ရှင်အဲ့တော့သူ့ရဲ့အသားလေးဟာဆိုရင်တော့ကတ်ခွာလေးပဲဖြစ်ပါတယ်ကတ်ခွာအောင်မှာဂျဲတိုက်လေးနဲ့ဖြစ်လို့ဘေဘီလေးတွေဝတ်တဲ့အချိန်မှာလည်းလုံးဝအဆစ်ဖြစ်ပါတယ်ဒိုင်ပါလောင်မာကိုလည်းလုံးဝစိတ်ပူစရာမလိုဘူးသူ့ရဲ့အသားလေးဟာဆိုရင်လည်းနူးနူးညံ့ညံ့ဖြစ်တာမို့လို့ဘေဘီလေးတွေအသားပိုးပဲမှာကိုလည်းစိတ်ပူစရာမလိုဘူးတချို့မေမေတွေညဘက်ကိုအငိခဏခဏမလဲခြင်းဘူးအရင်ဝဝအိတ်ချတဲ့မေမေတွေဆိုရင်တော့ဒီလိုမျိုးဒိုင်ပါလေးတစ်ထောက်ကတော့ဆောင်းကိုဆောင်းထားသစ်ပါတယ်ရှင်ဒီဆာကူဟာဒိုင်ပါလေးဟာဆိုရင်တော့ quality လည်းအရင်ကောင်းတာမို့လို့မေမေတို့မသုံးဘူးသေးဘူးဆိုရင်တော့တစ်ထောက်လောက်ပဲဆန်းသုံးကြည့်ဖို့ recommend ပေးပါတယ်ရှင် review ကောင်းတွေလည်းအများကြီးရထားပါတယ်အဲ့တော့ဒါလေးတွေက stock အနည်းငယ်ပြရောက်ထားပါတယ် online ကနေဆက်သွယ်မောင်းချင်နေဆိုရင်တော့ Zachi တို့ရဲ့ TikTok Facebook Viber Messenger နဲ့အခုပဲ order လေးလမ်းတင်လို့ရပါပြီရှင်